တောင်ဆောင်နတ်ကြီးနှစ်ပါးဟာနေရာကနေမခွာပဲမထတန်းနေလာခဲ့တာနှစ်ပေါင်းရာနဲ့ချီနေပါပြီ။ဘာလို့လဲဆိုတော့သူတို့စီမှာမျိုးစုံသောဟင်းလျာတွေကိုအလိုလျောက်ဖန်တီးပေးနိုင်တဲ့မော်စပွဲခင်းတစ်ခုရှိနေလို့ပါပဲ။အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့ဘဝဟာစားလိုက်အိတ်လိုက်ပြီးရင်ထပ်စားလိုက်နဲ့တန်တရားလည်းနေခဲ့တာပါ။ဒီအကြောင်းကိုသိသွားတဲ့အိုင်မန်ဆိုတဲ့လူငယ်လေးကအယမ်းဝမ်းသာသွားပြီးအဲ့ဒီစပွဲခင်းကိုငှားဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဒါကနတ်ကြီးတွေအတွက်တခုတည်းသောအားကိုးရာဖြစ်နေတော့ဘယ်လိုလုပ်အလွယ်တကူပေးပါမလဲ။အိုင်မန်ရဲ့စကားကိုကြားတော့နတ်တစ်ပါးကဒေါသထွက်သွားပြီးအုံးသီးတစ်လုံးနဲ့အိုင်မန်ရဲ့ခေါင်းကိုကောက်ထုတ်လိုက်ပါတယ်။နည်းနည်းပါးပါးညံရှိတဲ့သူဘသူကမှဒီလိုမိုက်မဲတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါသေးတယ်။အုံးသီးနဲ့အထုခံရတဲ့အိုင်မန်လည်းတတိလစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအီလီဆိုတဲ့နောက်လူငယ်တစ်ယောက်ကရှေ့ထွက်လာပြီးတောင်ဆောင်နတ်ကြီးတွေကိုသူတို့ရဲ့ပုံစံမှန်ကိုမြင်ရအောင်မှန်တစ်ချက်နဲ့ထောင်ပြလိုက်ပါတယ်။မှန်တဲ့ကသူတို့ပုံစံကိုမြင်လိုက်ရချိန်မှာတော့နတ်ကြီးတွေခမမြင်သက်သွားခဲ့ရပါတယ်။တစ်ချိန်ကတွယ်လျပြီးလှပခဲ့တဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေဟာအခုတော့အစီတွေတစ်ထစ်ထစ်နဲ့အချိုးစားမကြလောက်အောင်ဝါဖြိုးနေခဲ့ပြီလေ။ဒါကိုမြင်တော့သူတို့ကိုယ်သူတို့ရှက်ရွံ့ပြီးနောင်တရသွားကြပါတယ်။ဒါနဲ့ဝိတ်ကြအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးတွေးဆောင်ဖြားရောက်မှုတွေကနေကင်းဝေးအောင်ဆိုပြီးမော်စပွဲခင်းကိုအီလီစီပေးအပ်လိုက်ပါတော့တယ်။ဒါပေမဲ့စပွဲခင်းလေးသူတို့နဲ့ဝေးရကိုပါသွားချိန်မှာတော့သူတို့စိတ်ထဲတစ်မျိုးကြီးဖြစ်လာပြီးမျက်စိအောက်ကအပြောက်မခံနိုင်ဖြစ်လာပါတယ်။စပွဲခင်းကိုပြန်လိုချင်သွားတဲ့နတ်ကြီးတွေဟာနောင်တရပြီးချက်ချင်းပဲနောက်ကနေပြေးလိုက်ကြပါတော့တယ်။ဒါပေမဲ့ကန်ဆိုးချင်တော့သူတို့ရဲ့လေးလံလာတဲ့ခန္ဓာကိုယ်ကြီးတွေကြောင့်ခြိုင်ဝမ်းတွေကနေအပေါ်ကိုမတက်နိုင်ပဲငိုကြွေးရင်းကြံရစ်ခဲ့ရပါတော့တယ်။မြို့ကိုပြန်ရောက်တဲ့အခါမှာတော့သတိပြန်လည်လာတဲ့အိုင်ဗန်ကမော်စပွဲခင်းကိုဈေးလေခေါင်မှာဖြန့်ခင်းလိုက်ပါတယ်။ပြီးတော့အဲ့ဒီကနေထွက်လာတဲ့အစားအသောက်တွေကိုစင်းရဲသားတွေအတွက်ဝေငှပေးခဲ့ပါတယ်